CCA ဆိုတာပါလဲ CCA ဆိုတာကလေးဖို့ပြီးချင်းကတ်နည်းဖြစ်တယ်ကလေးဖို့ပြီးချင်းကတ်တဲ့နည်းဆိုတာတင်စားနည်း method တစ်ခုမဟုတ်ပါဘူးတင်စားနည်း method တွေအများကြီးပါဝင်တဲ့တင်ယူဒီဇိုင်းတစ်ခုသာဖြစ်တယ်ကျောင်းသားတွေရဲ့လေးလာလို့စိတ်တွေစိတ်ဝင်စားမှုတွေလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေလွတ်လပ်မှုတွေကိုအရေးပေးပြီးတော့တင်စားပေးတာဖြစ်တယ် CCA မှာဆိုရင်ကျောင်းသားတွေနဲ့ဆရာမတွေကအပြန်အလှန်သင်ကြားရတယ်ကျွန်တော်ဆရာမတွေကတင်စားပေးတဲ့သူဖြစ်နေပြီးတဲ့မဖြစ်ရဘဲနဲ့ကလေးတွေရဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေteacher စနိုင်တဲ့စွမ်းရည်တွေကိုမြင့်တင်ပြီးတော့လက်တွေ့လှုပ်ဆောင်နိုင်တဲ့အဆင့်အထိကိုရအောင်ပံ့ပိုးပေးတဲ့သူဖြစ်နေဆောင်ရွက်ဖို့လည်းလိုအပ်တယ်အခုကျွန်မပြောသွားတာဆိုရင် CCA အတိတ်တွေကိုပြောသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုရင် CCA ရဲ့အားသာချက်တွေကိုဆက်လက်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မရဲ့ဗီဒီယိုလေးကိုလည်းဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးပြုပြီးတော့ဒါထွတိချီ blog YouTube channel လေးကိုလည်း subscribe လုပ်ပေးထားကြပါဦးနော်